ရဲ့နှစ်ပတ်လောက်ကမြန်မာနိုင်ငံနေဖိနေမီပို့ပေးလိုက်တာပေါ့နော်မြန်မာအစားတော့ဒီပေါ့ဒီနေ့နှစ်ပတ်တိတိမှာရောက်လာတာပေါ့နော်အမေတို့လူကြုံနဲ့ထည့်ပေးလိုက်တာဒီနေ့ unboxing လုပ်လို့ပေါ့နော်ဒီစီအရင်များအရင်ကြီးအိမ်မှာကြောင်းနှစ်ကောင်ရှိရတစ်ကောင်ကအနောက်မှာအိမ်နေသူထက်သေးရဲ့တစ်ကောင်ကခုနဗီဒီယိုရိုက်တော့အရန်လာစော်နေရတယ်သူအပြင်ထုတ်လိုက်တယ်အမေရောဒီစီရောက်ကြောင်းမပြောရသေးဟုတ်ကဲ့ကျန်ရှူစီနဲ့ထောင်းကနေပဲရှူစီလို့စနေဆိုတာအများကြီးထည့်ပြီးနေကြစီဒီကြစီကတော့ညီမကတော့နေကြစီစိုက်ပြီးထားနေnot toရှိအောင်အကုန်လုံးကဒီလိုမျိုး bubble wrap နေနဲ့တေးထားထုတ်ထားတော့ပြန်ဖောက်ရဒါကြတော့မြန်မာမှာတော့မြန်မာ coffee တို့အဲ့လိုလက်ဖက်ရည်မတောက်ပေးနေငငယ်ရမိုင်းလို့မဟုတ်ရင် over တင်းမေးတောက်တဲ့သူဆိုတော့အဲ့ဒါတောက်လို့ရှိရင်ဒီ biscuit ကိုအဲ့လိုဒစ်ပြီးတော့စားစိုက်အဲ့ဒီရောက်ပြီးတဲ့အဲ့ဟာဒီ biscuit ဒီမှာမရှိဘူးဆိုပြီးတော့အဲ့အမေကိုမှားလိုက်တာဟိုတလောကမှဒီမှာရှိအောင်သိရပေါ့နော်ဒါပေမဲ့လည်းမှားပြီးဆိုมีอันนักพูดเทปอีกเลยมันได้ใจเจ้ามันตัวอาคีแอร์ซานหนึ่งอย่างอีกป่ะนะเยอะยังไม่ใจทรงกับแพทยังมาได้เสร็จนี่ร้านใส่แล้วพันเด็กเขาจะติดฉันจะจะตามว่าจะมาเลเซียไหมอันนี้เทปอีอะไรแต่แล้วก็น้ำตะคุบดูด้วยนะท็อปนะโอ้มีดิแย่ง่ายป้องอับกีบมาลุยยาแล้วมาท่า
ဒါပစံကြောက်ဒါလည်းချောင်းကြောတဲ့ဟုတ်ပြီးတော့ဒါလန်ကတ်ကြောဒါကစတာจักအမေငမုန်းထည့်ပေးလိုက်တာကြည်နေwhatever အာလူကြော်ကိုရီးယားမှာလေအာလူကြော်လေမြန်မာနိုင်ငံနဲ့မတူရှိရရှိရင်လည်းမြန်မာကြိုက်တဲ့အရာတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့စိတ်မပြေရမ်းစားချင်တာမြန်မာနိုင်ငံကအာလူကြော်အဲ့ဒါနဲ့အမေမှာဒီမှာလေးရောင်းပါရဲ့မြန်မာမုံနေတာနဲ့အများကြီးစားချင်တာလေအမေပို့ခိုင်း짠 알루죠 초လက်ထုံးညီမလေးဘာမဆိုအဆက်ပေးဆိုင်အာလူကြော်လေးအဆက်လက်ဖက်လေးအဆက်ခောက်ဆွဲလေးအဆက်ဘာမဆိုအဆက်ပေးဆိုင်အချိုးသိမ့်ကြိုက်တုံးထုံးလေးထုံးဒါဖောက်ပြီးတော့ကျမဖက်ဖို့ရပြန်ရောင်းစားလို့ရနောက်တစ်ခုကစီချက်ခောက်ဆွဲရင်စီချက်ခောက်ဆွဲမေတာစီချက်ဆေတုတ်အနေနဲ့ဒီမှာလေးထုတ်ဆို6ထုတ်နောက်မှပဲထုတ်တော့ဒီမှာလေးထုတ်ဆေတုတ်နောက်တစ်ခုကဒီမှာဟင်းချက်တော့မတော်ပြီမေအမေကမဆလာထည့်ပြလိုက်တယ်ပေါ့နော်မလိုလို့ရှိရင်တော့မရအောင်ဆိုပြပြတာအစံကြောက်အန်ပြားကြီးကြောနောက်ထပ်လက်ဖက်လေးအဆက်နောက်တစ်စိတ်တစ်ခုပေါ့နော်ကြောင်းငံပြားကြီးကြောအောက်ထပ်လက်ဖက်ရှင်းတဲ့ပေါ့နောက်တစ်ခုငယ်ကြီးချက်တိုက်ကြောလို့လက်ဖက်နောက်တစ်ခုကမယန်းလေးငပိကြောအဲ့လိုငပိကြောရတာအဆုံးလက်ဖက်ပဲထပ်ပြီးတော့လက်ဖက်ကိုကျွန်မတို့တစ်နည်းစာနေနေလက်ဖက်ကြလေခဲချင်းမဆိုအဲ့လိုမျိုးလွယ်ကူကူစားလို့ရတယ်ဆိုတော့အရင်ကဒါကြအညော့ခုနကညီမအထောင်လက်ဖက်ရအညော့မရသေးငံပြားကြီးကြောမကြီးသေးငံပြားကြီးကြောအစိပ်ပေါင်းတော့ဒါတော့ချက်ဒါကနေဟိုချင်းဆက်အထောင်အဲ့ဒါကပုံရည်ကြီးနောက်တစ်ခုပေါ့နော်The best combo ပါအရန်ကျမရဲ့နောက်ပိုင်းကျောင်းမသွားခင်ပေါ့နော်မနက်ဆိုင်ရဖူလုံလိုက်
ဒါမျိုးလို့နောက်တစ်ခုကဒါကြတော့ငပိထောင်အတင်းစားငပိထောင်လေးပေါ့အဲ့ဒါမင်းချက်ချက်ငပိထောင်3 ထုပ်ချစ်မောင်ကြောဟင်းနေတယ်မှာအရွက်ကျချစ်မောင်ကြောအကြိုက်ဆုံးပဲကြိုက်ဆုံးတဲ့မှာအမေချက်ပေးရအကြိုက်ဆုံးမနော်အမေချက်ပေးရစတော့အမေကိုချစ်မောင်ကြောလေးလို့ကြော်ပြီးတော့ဟိုပို့ပေးပါလားပေါ့ပြောသေးတယ်ဒါပေမဲ့ပို့တာဘာညာအဲ့တုန်းကဟိုဟာကြာမှာအချိန်ရလေကြာမှာဆိုတော့အမေကပို့ပေးလို့ရပါမယ်အချိန်ကြာတော့ဒီရောက်ပြီးလို့မကောင်းတာတော့ဘာလို့လဲဖြစ်မှာလဲဆိုတာနဲ့အဲ့နဲ့အရန်စားချင်တယ်အမေချက်ပေးရဲ့အဲ့ချမောင်ကျော်စားချင်တယ်အရန်နောက်ပြီးတော့အမေချက်ပေးရဲ့စိတ်သားနဲ့ထင်ချင်တဲ့အရန်စားချင်တယ်အမေချက်ပေးတော့အကုန်ကောင်းတယ်ပေါ့နော်အဲ့ဒါအဖေချက်ပေးရလဲစားချင်တယ်အဖေကလေဟင်းချက်တော်ရပေါ့နော်အဖေချက်ပေးရဲ့အဲ့အဖေကတရုတ်ဟင်းနေချက်တတ်တယ်အဲ့အဖေကကုန်းမောင်ကြီးကြော်ဖြစ်ဖြစ်အဲ့လိုမျိုးဟိုငါးချိုချင်းဖြစ်ဖြစ်အဲ့လိုမျိုးအရန်စားချင်တယ်ဒါပေမဲ့မရဘူးပေါ့နော်အဲ့နဲ့ပို့ရအဆင်မပြေရနေပြီအဲ့လိုဖြစ်သွားတယ်ဟောနောက်ထပ်ပဲကြော်ညီမကလက်ဖက်ကြိုက်တယ်ဆိုရင်ပဲကြော်အလောက်မကြိုက်တော့ပဲကြော်အများကြီးမမှားလက်ဖက်ကိုနည်းနည်းမှားတယ်ကိုစံကြောက်ကကြတော့ဒီကိုရောက်တာ2 နှစ်ရှိပြီပေါ့နော်2 နှစ်ရှိပြီရောယူလာရဲပစွန်ကြောက်တယ်ခုမကုန်သေးဘူးအဲ့လောက်အများကြီးလည်းပြီးပဲတိတ်မစားဖြစ်တာလည်းပါမယ်ပေါ့အဲ့လိုပေါ့နော်အားကြတော့ဘာလဲအောင်ပြီးတော့လွန်ခဲ့တဲ့3-4 ရက်ကပဲဟိုစားကြမရှိဒါမရောက်သေးဘူးဆိုပြီးစားကြမရှိတော့ဘူးဆိုပြီးတော့ဟိုဟာဈေးအောင်သွားထားလိုက်သေးတယ်ပေါ့အဲ့ဒါရောက်လာတော့ဒီဟာဘလို့အရင်စားမလားမသိတော့叫一千种，我昨天叫1千种，买下来那头，我记得6千毛左右买下来那头，毛左右再给他们做啥？我在里边打白面打马公啥？နွေးလားစနွေးလားနွေးနဲ့အသားတွေပါဘာလို့ညှိရတော့ဘာလို့ညီမဝတ်သားမစားတဲ့ခါကျတော့အဲ့လိုမျိုးဟိုအမေသားတော့ဘာလို့ညှိလို့ရှိရင်အမေကလုပ်ရအောင်ဆိုပြီးထည့်ပြလိုက်တာငရုတ်တိအကြမ်းမဟုတ်ငရုတ်တိအကြမ်းမဟုတ်နဲ့စနွေးမဟုတ်ပါနော်它除灭角吧，颜色的搞。除灭角不，除灭角，它在除灭角的。它在了，有啲難吉角，有啲難吉角嘅除滅角，東部。它。နောက်ဆုံးအထုပ်ပါနော်နောက်ဆုံးအထုပ်ဒါအတိအမစားခြင်းလို့လက်လုံးငဖဲလုံးကိုရီခောက်ဆွဲတဲ့ဒီဟာပေါ့နော်ကိုရီခောက်ဆွဲထားရင်လောက်ဝတ်သားလုံးကိုရေခေါ်ဆွဲတာအမမှာလိုက်လို့ပေါ့နော်ဒီမှာထည့်ထားတာကုန်ပါပြီပုံပါ
စီတွေနောက်အခုလိုမျိုးပေါ့နော်စိုက်စင်နာလီဝယ်ထည့်ပေးရဲ့ဖိနဲ့မြင်လေးကျေးဇူးအများကြီးတင်ပါတယ်လို့နော်အများကြီးအခုစားလို့ရပြီကျေးဇူးတင်ပါတယ်